နွေရာသီရောက်ပြီဆိုတော့ကိုယ့်ရဲ့ကလေးတွေကိုဖုန်းနဲ့ပဲပေးကြည့်ပြီးအချိန်ကုန်ခံတော့မှလားမမေတို့ရှင်တကယ်လို့ကိုယ့်ရဲ့နာကလေးတွေကနင်းလဲတောက်ပနေမယ်ဆိုရင်ရောဒီအချိန်တွေကိုမိဘတိုင်းလိုချင်ကြမှာပါကဲဒါဆိုရင်တော့ဒီတန်းလေးကိုဂျိုင်းလိုက်တော့နော်ကဲဒီတန်းလေးမှာဘာတွေတင်မလဲကြည့်ကြရအောင် English for Skills အပြင် project တွေ games တွေ activity တွေသုံးပြီးတော့ grammar နဲ့ presentation skill တိုးတက်အောင်သင်ပေးသွားမှာဖြစ်ပါတယ်။ဒါအပြင်စာဖတ်စွမ်းရည်တွေတစ်ဆင့်တက်တစ်ဆင့်မြင့်လာစေဖို့အတွက်အပတ်စဉ် library time လည်းရှိရနော်။တန်ဆိုင်လုံသိရှိမှာတိုးတက်မှာဖြစ်လို့တန်ပွဲတွေးစုံတွေရရှိအောင် storytelling competition, reading out loud competition, spelling bee competition နဲ့ debate competition စတဲ့ကျောင်းနှင့်ပြိုင်ပွဲများကိုလည်းကျင်းပပေးသွားမှာဖြစ်ပါတယ်။နာကလေးတွေကစာပဲတုံနေလို့ပဲဖြစ်ပါမလဲ။ကဘာကြီးကိုဦးဆောင်ဖို့ဆိုရင်တော့လောကတဘာဝအလားတရားတွေနဲ့ထိတွေ့ဖို့လိုတာပေါ့။ဒါကြောင့် social skill, cooperation skill နဲ့ပြင်ပဘူးတုတညာရရှိအောင် playtime, extension, Christmas, သင်္ကြန်, သတင်းကြိုစတဲ့ seasonal activity များကိုလည်းကျင်းပပေးလေးဖြစ်ပါတယ်။မမေတို့ရှင်ကိုယ့်ရဲ့ရင်သွေးလေးတွေကကိုယ့်ဘဝရဲ့နာဂတ်တွေလိုမှတ်ရရဆိုရင်တော့ဒီတန်းလေးတွေကမမေတို့ရဲ့နာဂတ်လေးတွေတောက်ပဖို့အတွက်တာဝန်ယူပြစေရှင်။